ကိုကောင်လေးကိုစနိုက်လာကြွယ်ကောင်ဘာပြောရှင်လဲစနိုက်နိုင်တီပါလားပါရှိတိတ်ကျိုးသွားမှာအလဲယောက်ျားကိုမထိနဲ့တော့ငါရဲ့ဘဲဘဲကိုမထိနဲ့တော့ဘာလို့အကွက်တွေနော်အေးပါရှစ်စိတ်ကျိုးမယ်တဲ့ပါးရတော့ရားအလဲ Love or money ဘာလို့ money လဲပတ်ဆိုင်ရှိရပြည့်စုံနေတယ်အလဲဆောင်းရပိုက်ပါရှင်းပြတော့ပတ်ဆိုင်ရှိရပြည့်စုံနေလေဟာငါတို့ line နေ Love or money ဘာလို့ money လဲပတ်ဆိုင်ရှိရပြည့်စုံနေတယ်跳你ယောက်ျားရဲ့ကောင်းလားမကောင်းလားမကောင်းရှေ့ကောင်း哈ရှယ်ကောင်းတယ်နော်ရှယ်ကောင်းတယ်နော်ငါတော့မသိကဲညိုကီတို့ညိုမီတို့အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ interview session ဝယ်မှာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့အများတန်းလူငယ်တွေကိုဒီပေါက်ရှာမေးခွန်းလေးတွေမေးတက်တဲ့ကျွန်တော် page လေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်တော်တော်များများလည်းသိပြီထင်ပါတယ်အဲ့တော့လူငယ်လေးတွေကိုပေါက်ရှာလေးတွေမေးပြီးတော့ဘာညာလေးတွေဒီ page ပါဒီ page ကနေကျွန်တော်ဟိုးတစ်ခေါက်တော့လည်းကျွန်တော် reaction လုပ်ပူပါတယ်ဒါဒီနေ့ညကကျွန်တော်ဒါ video လေးတစ်ပုတ်တွေးလို့ဒါဒီနေ့ထပ်ပြီးတော့ဒါ reaction လုပ်မှာဖြစ်ပါတယ်ဟိုးတစ်ခေါက်ကျွန်တော် reaction လုပ်တဲ့video ကဘာလဲဆိုတော့ဒီကြားထဲမှာသူတို့တင်တဲ့ post လေးတွေအများကြီးပေါ့ကွာဟောသူတို့ရဲ့စိတ်နှကလေးတွေလှတယ်ဗျာကျွန်တော်လည်းကောင်မလေးရှင်ရဝယ်ပေးအောင်မယ်နော်ညော်မှန်းထားတယ်စိတ်ကူးထားတယ်အမလေးမင်းတို့ကငေါ့ပါလေမင်းတို့ကငေါ့အချင်းထင်လို့လားငါလည်းပတ်စံနေစုနေပြီနော်ဒီလိုမျိုးလေးတွေပါလေထားပါတော့ထားလိုက်ဗျာကျွန်တော်ရှားတာနည်းနည်းဝေးွားမှာဆိုလို့နော်ကျွန်တော်ဒီ page ပါ V Valley မိမတို့ကြိုက်တယ်လို့ယူခွင့်ရမယ်ဆိုရင်ဘယ်နှယောက်ယူခြင်းတလဲဆိုပြီးတော့လိုက်မေးထားတာဖြစ်ပါတယ်ခေါင်းကြီးတို့ရဲ့အဖြေကားတဲ့နော်ငါတို့ခေါင်းကြီးတယ်နော်ဒီနေ့အဲ့ဒီဗီဒီယိုလေးရဲ့တခြားသောဟိုဆက်ဒီဆက်လေးရဲ့ကျွန်တော်တို့တူတူကြည့်မှာဖြစ်ပါတယ်ဆိုတော့ထုံးစံအတိုင်းညာနေကိုယ်တိုင်မထိုးခင်လေးမှာလက်စကိုโอเคကျွန်တော်တို့အင်တာဗျူးမကြည့်ခင်လေးမှာကြိုပြောမှာနော်ကြိုပြောမယ်မင်းတို့ဒီဗီဒီယိုမရီနဲ့အတီနော်မင်းတို့ရုပ်လေးကိုနည်းနည်းလေးရီချင်နေတဲ့ရုပ်လေးကိုနည်းနည်းလေးတီကြီးလေးထားလိုက် Yeah boy ပြီးတော့မှအင်တာဗျူးကြည့်မယ်အင်တာဗျူးက AC ပေါ့မရီနဲ့နော်မရီနဲ့အရန်ကြောက်ဖို့ကောင်းတယ်အရန်ကြောက်ဖို့ကောင်းဘလူးလားဟာလန့်တော့ငါတို့နေတဲ့ဦးသားနေလူသားတွေကိုစားဟာလူသားတွေကိုစားတော့မယ်စားလေလူသားတွေအားလုံးစားတယ်တရားမှမကြံနေနဲ့ဒီကစားစော်ကြီးတွေဆိုတာဘယ်ဖြစ်လာသိလားအဲစားစော်ကြီးတွေဆိုတာအဲ့ဒါဘလူးကနေဖြစ်လာဟုတ်ပါဘူးငါလည်းမကြီးနဲ့ပြောပြီးတော့သွားရှိတယ်ပြဿနာအဲ့ဒါဘာကားလဲညာစားပါဟောစားပါနော်စိတ်ကြိုက်စားမိုက်လို့ပါကျွန်တော်ကြိုက်လို့ပါကျန်တာဘာမှမဟုတ်ပါဘူးနော်လွန်နာရှိလဲဝင်နာမိပါလို့ခဏတောင်းပန်ဝေးလာဩရှင်တော့မရှင်好来ယောအဲ့တော့ကြီးဆောင်းဝမ်းမိုက်တယ်နော်ငရှင်းကြိုင်တာလန်တော့နေတာရှာတယ်လည်းရှာပါတော်သေးတာပေါ့ဒီလောက်နဲ့တင်ပြီးသွားလို့
ဒီဗီဒီယိုကလေတက်ပဲရိုက်ထားသလားတကယ်ပဲဒီမမယူသွားပြီးတော့ဖွင့်ပြောတာလားတော့မသိဘူးတလားပြောချင်တာလေမမတွေမူလာရင်လေမမကြီးတွေမူလာရင်လေပြောတော့တော့ကြကားဒါဒီထဲမှာကိုတက်ကြီးတဲ့လူတွေပါနေတာအဲ့ဒါအစဲကတွေအောင် ဘလောက်ဒီချစ်တယ်ဆိုမှသိရတဲ့နဲ့ကြာမလို့ ဘာဖြစ်တာဝေးလို့ပြန်ခဲ့ မ တော့ ကျွန်တော်ဘလောက်ဒီကျူးသားတာမဟွာဖြစ်တာကိုကျွန်တော်ဟိုမလုတ်ပါကျွန်တော်အဖြီးပြီး ပေးဦး လောကြားလိုက်ရ မပေးဘူး ဟုတ်တယ် အဲ့ဒါကျွန်တော်လည်းဆိုင်ငယ်တော့မပေးဘူးပြကျွန်တော်အနုချမ်းစီးတယ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်လုတ်ပါကျွန်တော်ချစ်တယ်လို့ပြော ဟာချစ်တယ် ဘာမှမလို့ရသေးဘူးမလည်းလို့ကျွန်တော်ချစ်တယ်လို့ပြောမှဗျ ဟာ ဖြီးပြီးလို့ ဘာဖြစ်တာတော့အိုင်းနဲ့သူမရဲ့လိုက်ကြည့်နေ အော်သူလည်းလိုက်ကြည့်တယ်ဗျမကျွန်တော်ဖြီးပြီးမှကျွန်တော်က လို့ ချစ်တယ်လို့ ဘာဖြစ်တာတော့ ချစ်တယ်လို့ပြော မချစ်ဘူး ဟမ် အမအဲ့ဒါမေးဦးမယ်အဲ့ဒါတကယ်ပဲပြောတာလားတက်ပဲလုံးရိုက်တာဒါကျွန်တော်ထင်တော့ဒီမာကြီးရဲ့ reaction ကိုပြန်ကြည့်ရတာတော့တကယ်ဖြစ်နေတဲ့ပုံစံနော်ပေးခြင်းတဲ့ message ကတော့ပေးခြင်း message ကတော့ပြီးတော့မှပြောပါ ကြည့်နေ အော်သူလည်းလိုက်ကြည့်တယ်ဗျမကျွန်တော်ဖြီးပြီးမှကျွန်တော်က လို့ ချစ်တယ်လို့ ဘာဖြစ်တာတော့ ချစ်တယ်လို့ပြော မချစ် နှ ဘူး ခမ်းမွေးတွေနော်နှခမ်းမွေးတွေ တကယ် ချစ်တယ် အားရ တကယ်ပြန်ပြော ချစ်တယ်ပါဆို အဘပေးရဆို အာမပေးဘူးအာ အဘပေးလို့မလို့အဘပေး သူရိုက်တည်တယ်တော့တက်လိုက်တယ်ဟုတ်တယ် တော့လက်ထက်မှာမကျွန်တော်ချစ်တယ်ဆိုအဘပေး ပေးတော့ပေး ပေးမယ်အဘပေး ပေးလို့တော့ အော်နာရောအဲ့ဒါကကျဆောင်းစားနော်ဟောနာ အဘပေးမ တက်လိုက်တယ်ဟုတ်တယ် တော့လက်ထက်မှာကျွန်တော်ချစ်တယ်ဆိုအဘပေး ပေးတော့ပေး ပေးမယ်အဘပေး ပေးလို့တော့ အော်ဆောင်းရမိုက်တယ်နော်ပေးခြင်းတဲ့ message ကတော့ဒါမင်းတို့လိုချင်တဲ့ဖြေဆိုရင်ဆိုင်ကတော့ဖြုတ်တာတို့ကားတော့ဖြုတ်တာတို့အနုချမ်းစီပါကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်ပါတယ်လို့ interview session စမှာဖြစ်ပါတယ်ဆောင်းဝမ်းစားတဲ့ interview မေးခွန်းလေးကိုဖြေခြင်းနဲ့ဆိုရင်တော့အဆုံးထိလိုက်ခဲ့ပြီပါစုစုပေါင်း video duration က3 minute နဲ့25 second ပဲရှိပါတယ်ဆိုတော့အားလုံးလည်းအချိန်ရမယ်လို့ထင်ပါတယ်ဆိုတော့ let's go အမေမတွေအများကြီးအယူခွင့်ရတဲ့ဥပဒေရှိမယ်ဆိုရင်ဘယ်နှရောက်ယူမှာ ဥပဒေကလုံဆန်လို့မရတာ ယူရမယ်လည်းလုံးဆန်လို့မရဘူးမိမလည်းလုံးဆန်လို့မရဘူးဆိုတော့ကောင်မလေးကလည်းလုံးဆန်လို့မရဘူး နောက်တစ်ယောက်ပြောင်းအောင်ပါပဲ သင်ပြေနော်ဆောင်းမိုင်းနေ အချစ်စစ်ဆိုတာတကယ်ရှိလို့ယုံကြည်ရှိလား အယုံလားယုံလား မရှိဘူး ဘာလို့လဲ ဘယ်လိုပြောမလဲအချစ်စစ်ကငယ်ပဲအချိန်မှတော့မရှိဘူးအဲ့လိုကြီးလာရင်တော့ရှိရှိလာနိုင်ပါ အခုတပ်ဘယ်လောက်လဲ အသက်ဆက်ရှိ အော်ငယ်သေးတာပဲကွာ အခုကကောင်မလေးတယောက်ကိုလိုက်ဖို့အချိန်ဘယ်လောက်လောက်လိုလဲလို့ထင်လဲ 2ရက် တရက်လောက် တရက် ငါတက်စိုးနေတယ်တရက်တယ်လမ်းထွက်နေတာပဲလောက confident နေရတော့စိုးခိုက်နေပြီ အခုကကောင်မလေးတယောက်ကိုလိုက်ဖို့အချိန်ဘယ်လောက်လောက်လိုလဲလို့ထင်လဲ တရက်လောက် အမိုက်လေနော် တရက် ကြ ကစ်မပေးရတာဘယ်လောက်ကြာ ကြားတယ်နှစ်နာရီလောက်ပဲရှိအောင် ဟာ Oh my god Oh my god အချစ်စစ်ဆိုတာတကယ်ရှိလို့ယုံကြည်ရှိလား ယုံ ဘာလို့မယုံလား ကောင်းမလေးမရှိလို့ ဆောင်းရန်တနာဖို့ကောင်း kiss မပေးရအချိန်ဘယ်လောက်ကြာပြီလဲ ခါမှမပေးဘူး ဟမ်ဟမ် တနာတော်ပါတနာတော်ပါ kiss မပေးရအချိန်ဘယ်လောက်ကြာပြီလဲ ခါမှမပေးဘူး ဟမ်ဟမ် crash ကိုထိခွင့်ရမယ်ဆိုဘယ်နားမှထိ အဆောင်းမိုက်တဲ့ question မဖြစ်ပါတယ်ဆောင်းမိုက်တဲ့ question မဖြစ်ပါတယ်ဒီတည်းကကောင်းနေနော်ညိုကီတို့ညိုမီတို့ကိုယ့်ရဲ့ crash ကိုထိခွင့်ရကျင်နေဆိုရင်ဘယ်နာထိကျင်လဲတဲ့ဟုတ်ဟိုထိခွင့်ရမယ်ဆိုရင်ဘယ်နာထိကျင်လဲတဲ့မင်းတို့ဘယ်နာထိနေကိုထိကျင်တဲ့ဟာလေးအောက်ကကောမမဝါသနာပိုင်မန်းခဲ့ပြီးသားမှာနော်ကိုယ့်ရဲ့ crash ကိုတဲ့ထိခွင့်ရမယ်ဆိုရင်အိုးမေးခွန်းကလည်းပေါက်ပေါက်ရှာရှာနော်ငါအဲ့ page ကလူတွေတော်တော်လေးစား ပါ ဟာပါတဲ့ ပါဘာဖြစ်လဲ ဘုရားလို့ kiss မပေးရတာဘယ်လောက်ကြာပြီလဲ တလားတော့ရှိတယ် ဘာရှိတော့ ကိုကောင်လေးကို snipe လာကြွဲကောင်မဘာပြောရှင်လဲ စနိုက် နိုင်ကြည့်ပါလားပါရှိတိတ်တူတော့မှာ အလဲယောက်ျားကိုမထိနဲ့တော့ငါရဲ့ဘဲဘဲကိုမထိနဲ့တော့ဘာလို့အကွက်တွေနော်အေးပါရှစ်စိတ်ကျိုးမယ်တဲ့ပါးရတော့ရား ကိုကောင်လေးကို snipe လာကြွဲကောင်မဘာပြောရှင်လဲ နိုင်ကြည့်ပါလားပါရှိတိတ်တူတော့မှာ ရှင်းပြရတော့ဒါမျိုးမှလိုက်တာ love or money money ဘာလို့ money လဲ ပတ်ဆိုင်ရှိရရပြည့်စုံနေတယ် အလဲ
ဆောက်ရပိုက်ပါရှင်းပြတော့ပတ်သက်ရှိအရာပြည့်စုံနေလေဟာငါတို့ line နေ love or money money ဘာဖြစ်လို့ money လဲ ပတ်စံရှိရပြည့်စုံနေတယ် ပတ်စံရှင်ဘာလုပ်မှာလဲဘာလုပ်ချင်လဲ ပတ်စံရှိအစင်900ကိုတယောက်တစ်ဖက်စီထားပြီးအမ်လိုက်ပါ Sweatpants comfy, my sugar mommy. ယောက်ျားရဲ့ကောင်းလားမကောင်းလား မကောင်း ရှေ့ကောင်း ဟာရောက်ရှယ်ကောင်းတယ်နော်ရှယ်ကောင်းတယ်နော်ငါတော့မသိ ယောက်ျားရဲ့ကောင်းလားမကောင်းလား ကောင်းတာပေါ့ရှေ့ကောင်း မင်္ဂလာပါရှင်ဒီဗီဒီယိုလေးကိုတငယ်ချင်း3ယောက်ကိုတတ်တွဲပြီး like and share လုပ်ထားတဲ့ screenshot လေးပြရအောင်နဲ့ up to 20% off 20% off ရပါဖြစ်ပါတယ် ဒီလီမှာလူကြိုက်များတဲ့ဇိုင်းတင်ပေါက်များစွာရှိပြီးပို့ပပစီနှုံးလေးတွေမို့ဇိုင်းကိုလာအားပေးဖို့ဖိတ်ခေါ်ပါတယ်နော် online ကမှချင်းတဲ့တငယ်ချင်းတို့အတွက်လည်းမြို့နယ် like အင်ရောက်တယ်ဟောဒါဒီဗီဒီယိုအဲ့ဒီ page မှာရှိတယ်နော်အဲ့ဒါလေးကို Facebook သုံးနေဆိုရင်သွား share လိုက် share ပြီးတော့တငယ်ချင်း3ယောက်တက်ပြီးတော့ screenshot သွားမှလိုက်နော်နေထိုင်မင်းတို့စိတ်နေရွှေတွေရမှာနော်နည်းနည်းလေးကြော်လိုက်အောင် စိတ်တိုက်မိမ့်မိုက်အများကြီးယူခွင့်ရမယ်ဆိုဘယ်နှစ်ယောက်ယူမအောင် 10ယောက် အများကြီးယူခြင်းပဲရင်ဝင်ကတယောက်ပဲဆက်မယ် ဟာယောက် especially မမပေါ့ ဟာယောက်ယောက်ဒဲကြောင်တာနော်ဒဲကြောင်တာနော်မကြီးရှက်သွားပြီသူများရှက်သွားပြီနော်ဘဲကြီးနော်ဘဲကြီးဟာမလေးနေရာချင်းသာလဲလိုက်ချင်တယ်တရားချင်းသာလဲလိုက်ချင် အများကြီးယူခွင့်ရမယ်ဆိုဘယ်နှစ်ယောက်ယူမအောင် အများကြီးယူခြင်းပဲရင်ဝင်ကတယောက်ပဲဆက်မယ်တင်တယ် တော်ကီတော့ရောက်တော်ကီနော်ငါတို့တွေတော်ကီကောင်းတယ်ဆိုတာဒီဘဲအခြေပြပါပြီနော်အများကြီးယူခြင်းနဲ့ဒါပေမဲ့ရေခွဲတယောက်ပဲဆက်မယ်ဘသူအတွက်လဲမမအတွက်စောက်ကျိုးနဲတာ especially မမပေါ့ ကဲလို့မြန်စိတ်ကြိုက်တာမိမယူခွင့်ရမယ်ဆိုဘယ်နှစ်ယောက်ယူမအောင် 10ယောက်ပေါ့ငါတယောက်ပဲ တယောက်ပဲချစ်ချင်လို့ ဟာယောနော်နင်တို့တွေကဒါမျိုးလေးတွေရှာနော်နင်တို့လေးတွေရှာ အခုရည်စားရှိလား အခုရှိသေးဘူး ရှိတယ်ဦးအရင်တော့ရှိခဲ့ပေါ့ မရှိခဲ့ ဟာဒါတော့ငါထရကောင်နေငါထရကောင်မတွေဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် kiss ပေးရင်လက်ကိုပဲနားမထားလဲ ဒီလိုပေါ့ kiss ပေးရင်လက်ကိုပဲနားမထားလဲ ဒီလိုပေါ့ နာမထား ခဏမှာပဲထားလားတကယ်ခဏမှာပဲထားလားkiss ပေးရင်လက်ကိုပဲနားမထားလဲ ဒီလို ကောင်းလေးတယောက်ကိုချီးခွင့်ရရင်ဘယ်နာထိချင်လဲ မဟုတ်ဒါကတော့မိမသားကြီးတက်ပဲဖြစ်ပါတယ်ဒါနင်တို့ရဲ့ကို crash ကောင်လေးကိုထိကျင်နေဆိုရင်ဘယ်နာထိကျင်လဲတဲ့နင်တို့ကနော်ကိုထိကျင်တဲ့နေရာလေးအောက်မှာမန်းခံပြီးပေါ့ပေါ့ရှာရှာတော့မန်းပါနဲ့နော်နေဆိုင်နေတဲ့အပန်းခံနေရပါနော်နင်တို့တွေ ပါ ဟာပါတယ် ကိုင်ချင် ကိုင်းစင်လို့ ဆောင်းပါ မိမတွေကောင်းလား မကောင်းဟေးလိုက်မိုက် တာမရှိဘူး အဲ့ဆိုငါနဲ့ကမှလို့တော့ပြောမှာနော် ကောင်းပါလေ မိမတွေကောင်းလားကောင်းမလေးတယောက်ကိုလိုက်ဖို့အချိန်ဘယ်လောက်ယူရလဲ 2ရက် တစ်နေ့ ဟာ တစ်နေ့တစ်နေ့တစ်နေ့ ဒီကောင်နဲ့လူပြိုကြီးဖြစ်မဲ့ယုံကွာဒီကောင်လူပြိုကြီးဖြစ်မဲ့ယုံနော်ကောင်မလေးတယောက်လိုက်တာတစ်နှစ်လောက်ကြာတယ်ဆိုတော့အစင်မပြေဘူးတာကြီးစီပွားကြီးတွက်နေဆိုအစင်မပြေဘူးတော့ပြီးသွားနော် kiss ပေးရင်လက်ကိုပဲနားမထားလဲ ဒီလိုပေါ့ kiss ပေးရင်လက်ကိုပဲနားမထားလဲ ဒီလိုပေါ့ဆိုတော့ဒီနေ့ဗီဒီယိုဒီမှာနေမဲ့နားကျင်ပါတယ်ဟို interview session လေးလည်းသဘောကျမယ်ထင်ပါတယ်အဲ့ဒီ page မှာသူတို့ကို Facebook သုံးနေဆိုရင်သွားပြီးတော့ tag ဘာညာလုပ်ပြီးတော့သွားလုပ်လိုက်ပါဘာမှလည်းမဆိုင်ပါဘူးကျွန်တော်အဲ့ဒါလေးအဲ့ဒီသူတို့ရဲ့အဲ့ဒီ page video interview session လေးတွေကျွန်တော်ကိုယ်တိုင်သဘောကျလို့ reaction လုပ်တာပါတော့ကြဟိုဘာညာလေးရှုပ်နေမှာဆိုလို့နိ Facebook သုံးနေဆိုသွားလုပ်လိုက်အောင်နေထိုင်ပေါ့ရယ်နော်အဆင်ပြေတယ်နော်ဆိုတော့အားလုံးပဲနောက်နေ့ညပြန်လဲတွေ့ရအောင်ပါဆိုတော့တက်တာပါ Free drinks in the house.